Atlantic ရဲ့မူလအစ Atlantic အကြောင်းကိုကဘာကစသိခဲ့ရတာကဂရိတွေးခေါ်ပညာရှင်ကြီးပလီတိုကြောင့်ဖြစ်ပါတယ်။သူက BC 360ဝန်းကျင်မှာရေးသားခဲ့တဲ့ Timaeus နဲ့ Critias ဆိုတဲ့ကျမ်းစာအုပ်တွေထဲမှာဒီအကြောင်းကိုထည့်သွင်းပြောကြားခဲ့ပါတယ်။ပလီတိုကသူ့ရဲ့ဘိုးဘေးတဦးဖြစ်တဲ့ဆိုလွန်ဆိုသူဟာအီဂျစ်ပြည်ကိုရောက်တော့အီဂျစ်ဘုန်းတော်ကြီးရဲ့စီကနေဒီပုံမြင်ကိုကြားခဲ့ရတာလို့ဆိုပါတယ်။ပလီတိုကဟာဂျူလီရဲ့ကြောက်တိုင်တွေယနေ့ခေတ်ဂျီဘရတာရေလက်ကြားရဲ့အပြင်ဘက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာတည်ရှိရလို့တိတိကျကျရေးသားခဲ့ပါတယ်။မြို့တော်ကြီးရဲ့အန်ဖွယ်တိဆောက်ပုံအတ္တလန္တိတ်ဟာရိုးရိုးမျိုးမဟုတ်ပဲနည်းပညာနဲ့အနုပညာပေါင်းစပ်ထားတဲ့မြို့တော်ကြီးဖြစ်ပါတယ်။စဝိုင်းပုံမြို့ပြမြို့ကိုအဝိုင်းလိုက်ရေကျုံတွေကုန်းမြေတွေနဲ့အထက်ထပ်ဝိုင်းပတ်တိဆောက်ထားပါတယ်။ရေလမ်းကနေတဆင့်မြို့လေကောင်အထိတင်းမောတွေဝင်လို့ရအောင်လည်းပြုလုပ်ထားပါတယ်။ကျောင်းမြတ်နဲ့တထုများအဆောက်အဦတွေကိုအနီအနက်နဲ့အဖြူရောင်ကြောက်တုံးတွေနဲ့ဆောက်ထားပြီးနေရန်တွေကိုတော့ auriculum ရွှေလိုမျိုးတောက်ပရဲ့တထုတွေနဲ့ကတ်ထားတယ်လို့ဆိုပါတယ်။နတ်ဖျားကြောင့်မြို့လယ်မှာပိုးဆိုင်တုံနတ်ဖျားအတွက်ရွှေစင်စစ်နဲ့လှုပ်ထားတဲ့ရုပ်ထုကြီးရှိပြီးအလွန်ခံညားထည့်သွားပါတယ်။ Atlantic ရဲ့နည်းပညာဒန်နာယူစတွေအရ Atlantic သားတွေဟာထူးခြားတဲ့စွမ်းအင်တွေကိုသုံးပြုနိုင်ကြပါတယ်။ Free သို့မဟုတ် Crystal Energy တချို့ကသူတို့ဟာအရာမပုံဆောင်ခဲ့ Crystal ကြီးကနေစွမ်းအင်ထုတ်ပြီးမြို့ကိုလင်းထိန်စေတာပြန်တန်းတဲ့ရင်တွေကိုမောင်းနေတာတွေလုပ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။စိုက်ပျိုးရေးမြေအောက်အပူစွမ်းအင်ကိုသုံးပြီးတစ်နှစ်ပတ်လုံးအသီးနှံတွေထွက်အောင်လုပ်နိုင်တဲ့စနစ်ရှိရလို့ဆိုပါတယ်။ကျက်စီရခြင်းအကြောင်းရင်းအတ္တလန္တိတ်ဟာဘလောက်ပဲတိုးတက်ပါစေနောက်ဆုံးမှာတော့ကြာရှုံးခဲ့ရပါတယ်။အစာပိုင်းမှာသူတို့ကမုံမြတ်ကြပြီနဲ့နောက်ပိုင်းမှာလောဘကြီးလာပြီးတခြားနိုင်ငံတွေကိုကျူးကျော်လာကြတယ်။ပလီတိုရဲ့အဆိုအရတရက်နဲ့တညအတွင်းမှာပဲပြင်းထန်တဲ့ငလင်နဲ့ရေလွှမ်းမှုတွေဖြစ်ပွားပြီးတကြုံလုံးပင်လယ်အောက်နစ်မြုပ်သွားခဲ့ပါတယ်။ဒါနတ်ဖျားတွေရဲ့မြတ်တော်ကြောင့်လို့ပဲဆိုကြပါတယ်။တကယ်ရှိနိုင်တဲ့နေရာတွေကတော့သိပ္ပံပညာရှင်တွေနဲ့သမိုင်းပညာရှင်တွေခံမှန်းကြတဲ့နေရာချို့ရှိပါတယ်။ Santorini တီရာလွန်ခဲ့တဲ့နှစ်ပေါင်း3500ခန့်ကဂရီကျွန်းစုမှာပြည်ထောင်အကြီးကျယ်ပေါက်ကွဲပြီးမီနိုယန်ယဉ်ကျေးမှုကြီးပျောက်ကွယ်သွားတာဟာအတ္တလန္တိတ်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ Richest Structure Africa မော်ရီတေးနီးယားနိုင်ငံကဆာဟာရာရဲ့မျက်လုံးလို့ခေါ်တဲ့စဝိုင်းပုံမြေပြင်နေထားပလေတိုဖော်ပြရဲ့အတ္တလန္တိတ်မျိုးပုံနဲ့ရမ်းတူနေပါတယ်။ အန်တာတီကာတချို့ကလည်းအတ္တလန္တိတ်ဟာအခုလက်ရှိရေခဲပြင်အောက်မှာရှိနေတာလို့ယူဆကြပါတယ်။ အတ္တလန္တိတ်ဆိုတာတကယ်မျိုးကြီးလားဒါမှမဟုတ်ပလီတိုကလူတွေကိုသင်ခန်းစာပေးဖို့လောက်ကျန်ဖန်တီးထားတဲ့ပုံမြင်လားဆိုတာအခုဒီငင်းခုန်နေကြတော့ပဲဒါပေမဲ့တခုတော့သိကြပါပဲဘလောက်ပဲအစိမ့်မြင့်တဲ့ယဉ်ကျေးမှုဖြစ်ပါစေမောက်မာမှုနဲ့လောဘနောက်ကိုလိုက်ပစ္စည်းတတ်တယ်ဆိုတဲ့အတိကိုတော့ဒီဒဏ္ဍာရပေးနေတော့ပါပဲမိတ်ဆွေတို့လည်းဘယ်လိုထင်လဲဒါပုံမြင်တစ်ခုလားဒဏ္ဍာရီတစ်ခုလား